နာသိစစ်ပြတမျိုးတဲ့နဲ့မျက်နှာဖြူတယ်လို့ပြောနေရင်တော့ဘလို့မှမဖြစ်နိုင်ဘူးအဲ့တော့ဘာလို့မျက်နှာမဲလဲဆိုတော့အရင်စောပြောပြပေးမယ်ကိုရဲ့တနေ့တာသွားလာလှုပ်ရှားမှုထဲမှာဆိုရင်လေတူရနဲ့လာတဲ့ဖုံမှုတ်တဲ့အညစ်ကြေးတွေကြီးတွေကမျက်နှာရဲ့အသားရည်ပြားပေါ်မှာကန့်ကြီးတဲ့လေရောင်ခြည်တွေနဲ့တိုက်ရိုက်ထိတွေ့တာများလာရင်တော့မျက်နှာအသားရည်ကမဲညစ်လာတယ်ဒီညီမလေးပြောသလိုပဲမျက်နှာသိစစ်ပြတမျိုးတဲ့နဲ့ဖြူနိုင်လားဆိုတော့ဒီမေပန်းဒီဆိုင်မျက်နှာသိစစ်ပြထဲမှာသူ့ရဲ့ပေါင်ဝင်ပစ္စည်းကပန်းဒီဆိုင်ရဲ့ဆန်ရဲ့နိုင်ရဲ့စီမရဲ့အခြေခံပြီးတော့ထုတ်လုပ်ထားလို့တနေ့တာသွားလာလှုပ်ရှားပြီးတိုင်းအမြုပ်လေးတွေနဲ့အသားရလေးပို့ပြီးတော့ပေါင်းတင်ပြီးတော့သုံးပေးမှဆိုရင်တော့ဒီမျက်နှာပြင်ပေါ်မှာကန့်ညင်ရတဲ့အညစ်အကြေးတွေဖုံမှုတ်တွေအထီရောက်ဆုံးပြောင်စင်အောင်လုပ်ပေးနိုင်လို့မျက်နှာလေးတိတ်ချလိုက်ရင်ကိုကနေခင်ပါအပြင်ထွက်တဲ့လေကာစားခွနဲ့မလူဘူးဆိုရင်တော့မျက်နှာအသားရည်ကပြန်ပြီးတော့မဲလာတယ်နေခင်ပါအပြင်ထွက်တိုင်းလေကာစားခွနဲ့လူပေးမယ်ဒီမေပန်းဒီဇိုင်းမျက်နှာတစ်စစ်ပြကိုတနေ့တာသွားလာလှုပ်ရှားပြီးတိုင်းသုံးပေးမှဆိုရင်တော့မျက်နှာအသားရည်ကလက်တွေ့ကြည့်ဖြူဖို့အာမခံပါတယ်အဲ့တော့ကိုယ့်ရဲ့မျက်နှာအသားရည်ကမဲညစ်နေတယ်လို့မျက်နှာတစ်စစ်ပြမျိုးသုံးရမလဲမသိဘူးဆိုရင်တော့ဒီမေပန်းဒီဇိုင်းမျက်နှာတစ်စစ်ပြကိုသုံးကြည့်ပါအချင်းနဲ့ဆိုရင်တော့ချက်ပေါက်စီမှာအသေးစိတ်မေးမြန်းပြီးတော့လာရောက်မှယူလို့ရပါတယ်ရှင်